ဒေါ်ဆန်းစုကြည်1988ခုနှစ်မြင်းကြံမြို့သို့ပထမဆုံးလာရောက်ခဲ့စဉ်COVID-19 ကူးစက်ရောဂါပြန်ပွားမှုအင်မတန်လျော့ပါလာချိန်မှာတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များ၌ပါဝင်ကူညီဆောင်ရွက်ခဲ့ခြင်းအတွက်အတိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာတစ်ခုကိုလက်ခံရရှိခဲ့ပါသေးတယ်ထို့နောက်မှာတော့ပရိဒလည်းကူညီရင်မိမိစီးပွားရေးရလည်းပြန်လည်လှုပ်ဆောင်ကအားလက်ချိန်များတွင်ကောက်တီးရိုက်ခြင်းဖြင့်အေးဆေးစွာဖြတ်တန်းနေပါတော့တယ်2020ခုနှစ်အောက်တိုဘာလမှာတော့ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးခြင်းဖြင့်မြင်းကြံမြို့မှာပါဝင်ခဲ့ပါသေးတယ်မိမိဝါသနာအရစုဆောင်းထားခဲ့သောရှေးဟောင်းပစ္စည်းတွေမှာတစ်ခုဖြစ်တဲ့လွန်ခဲ့သောနှစ်တရာဝန်းကျင်ခန့်ကတစ်တလုံးနဲ့တွင်းထူထားသော6ဆတောင်လက်ရင်လေးတစ်စီးလည်းရှိနေပါသေးတယ်ဒီလက်ရင်လေးဟာသမိုင်းရှိခဲ့သောလဲရင်တစ်စင်းဖြစ်ခဲ့ပါတယ်ဒေါ်ဆန်းစုကြည်1988ခုနှစ်မြင်းကြံမြို့သို့ပထမဆုံးလာရောက်ခဲ့စဉ်အေယာဝတီမြစ်စိတ်ကမ်းမှကုန်းပေါ်သို့တနာရီ45မိနစ်ကြာစီးနှင်းခဲ့သောသမိုင်းဝင်လဲရင်လေးဖြစ်နေပါတော့တယ်ဒီလဲရင်လေးဟာကိုတကြီးရဲ့စိတ်ကူးစိတ်တမ်းအရမြို့ပေါ်သို့လှည့်လည်ပြသရင်းမဲဆွယ်စီယုံမဲဆိုတဲ့အတွေ့အကြုံအရအော်တိုဘာလ16ရက်နေ့မှာပဲမိမိလူမှုကွန်ရက်စာမျက်နှာမှာကြေညာခဲ့ပြီးဒေါ်ဆန်းစုကြည်စီးနှင်းခဲ့သောလဲရင်လေးဖြင့်မြို့ပေါ်တစ်ဝိုက်သို့လှည့်လည်ပြသခဲ့ရာမြင်းကြံမြို့သမိုင်းတစ်လျှောက်အစီကားဆုံးပွဲဖြစ်လဲမှတ်တိုင်းတင်နိုင်ခဲ့ပါသေးတယ်လူဆိုးတွေကောင်းခဲ့ရင်လူကောင်းတွေလိုက်မမီနိုင်ဘူးဆိုတဲ့စကားအရကိုတကြီးဟာပရိဒကိုစိတ်ရောကိုယ်ပါနှိမ့်မြုံရင်တစိုက်မတ်မတ်လှုပ်ဆောင်နေပါတော့တယ်ထို့ထဲမှာမြင်းညံမှာရှိတဲ့အဓိကဆောင်ရွက်နေကြသောပရိဒသုံးသင်အားမနေ့နေ့ညအာဟာရများအလူရှင်များနဲ့စီစဉ်ဒါနပြုခြင်းမန္တလေးသို့သွားရောက်ပြီး COVID-19 ကူးစက်မှုလျော့ပါလာစေရန်ကုမ္ပဏီကြီးတစ်ခုနဲ့ချိတ်ဆက်ပြီးဘလိုဝါများကိုဝယ်ယူပိုးသက်ဆေးများဝယ်ယူရင်းမြင်းကြံမြို့မှာရှိတဲ့လမ်းတွေတိုင်းကိုပိုးသက်ဆေးဖြန့်ခြင်းများလည်းလှုပ်ဆောင်ခဲ့မှုဟာကိုတကြီးရဲ့အားဆိုင်မှုတစ်ခုပါပဲထိုမှတစ်ဆင့်မိမိအားလက်သောအချိန်များတွင်မြင်းညံဆေးရုံကြီးမှနေဝေးသို့လူနာများပို့ဆောင်ခြင်းဒီပီများပို့ဆောင်ခြင်းမြင်းညံမြို့ပေါ်မှာရှိတဲ့96ပါးယောဂဖြင့်ကွယ်လွန်ခဲ့သောနာရေးများအားလည်းပို့ဆောင်ခြင်းမတော်တဆထိခိုက်ရာမှဒဏ်ရာရခဲ့သောအက်ဆီဒန့်လူနာများအားလည်းတွားရောက်ကောက်ယူခြင်းများဖြင့်တစ်ချိန်လုံးပရိဟိတလောကတွေကိုကျင်လည်စွာရပ်တည်နေပါတော့တယ်